ဒီမှာဗာမေးထားလဲဆိုတော့ Toyota Yaris Salon 2015ရဲ့လေအားသာချက်အားနည်းချက်လေးတွေဖြည်းဖြည်းပါလေပြီးတော့ဈေးနှုန်းနေအောင်ဘယ်လောက်ရှိလဲဆိုတော့ Yaris မှာသူက Salon လဲလာတယ် hatchback လဲလာတယ် Salon ကဒီပုံစံ hatchback ကျတော့ဒီပုံစံနဲ့လာတယ်ပေါ့နော် Okay မြန်မာပြည်မှာကတော့အများဆုံးကတော့ဒီ model အမြင့်ကြီးတွေမလာဘူးသူကအဲ့14တို့15တို့16တို့19တို့အဲ့လိုမျိုးပဲလာဒီ20အထက်တွေဒီ18 19တောင်မှမရှိသလောက်ပဲအဲ့လိုမျိုးပဲပေါ့နော်ဘာလို့ဆိုတော့သူကဒီ Dubai option တစ်ချက်ဖွင့်လိုက်တယ်မြန်မာပြည်မှာဂျပန်ပိတ်ပြီးတော့ Dubai option ဖွင့်တဲ့အချိန်မှာအများကြီးဝင်လာတဲ့ကားတွေပေါ့နော်ဒါပေမဲ့ तू ကကားတွေတွင်းလာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူ့ရဲ့အပိုပစ္စည်းတွေမပါခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းတော့ဒီယူရီးယားဘက်ကနေအများကြီးတွင်းလို့ရတယ်ယူရီးယားဘက်ကနေမှားလို့ရတဲ့ပုံမှာအသုံးပြုတဲ့လူတွေအတွက်ကိုအပိုပစ္စည်းတွေကတော့လွယ်ကူလာကြားတယ်လို့ကျွန်တော်ကြားတယ်နော်ဒါပေမဲ့သုံးရတာကြတော့ဗျာပေါ့ရွှွတ်ကြီးဖြစ်တယ်ဟိုလိုစီစီပတ်မိုင်းဟိုတိုတာရဲ့မူတွေတိုတာရဲ့ဂုံတွေပုံစံဒီလိုစီစီပတ်မိုင်းမရှိနေဘူးသူကစလုံးထဲမှာပေါ့ပေါ့ရွှွတ်ကြီးဖြစ်တယ်ဒီလိုစီရက်တို့ဘာလို့ပုံစံဟိုမှာသူတို့ထပ်တောင်စိုးတယ်လို့ကျွန်တော်ထင်တယ်ဗျာသိလားဟိုဖွယ်ကြီးအတွင်းထဲမှာလည်းဘာမှမရှိဘူးဒီတိုင်းဖွယ်ကြီးပေါ့နော်ဟိုကျွန်တော်ဘတ်တာတို့ဘာလို့အတွင်းကန် grade လောက်ပဲရှိတယ်ပုံစံဈေးတွေကတော့ကျွန်တော်ထင်တယ်1000အပေါ်ကြီးတွေမသွားဘူးဗျာသိလား1000အောက်ကလေးနဲ့1000အောက်ကလေးမှာပဲပေါ့1000အောက်ကလေးဖြော့လေးနဲ့1000တစ်ပတ်လေစွန်းလဲနေနေပဲပါပေါ့အဲ့လိုအယောင်တွေအခရာတွေပေါ့မူတည်ပြီးတော့ရှိနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါဆိုဒီရက်ထဲမှာတော့ကျွန်တော် Yaris တွေအယောင်းဝယ်လုပ်ထားတာတော့မရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ခံမှန်းခြေစီးနှုန်းလေးနဲ့ကျွန်တော်ပြောပြတာပေါ့နော်hatchback တွေဆိုရင်တော့ကျွန်တော်ထင်တယ်900တစ်ပတ်လေ850နဲ့900ကြာ900တစ်ပတ်လေကားအရန်ကောင်းလဲ900ပေါင်းဝန်းကျင်လောက်တော့သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်သူ့ရဲ့အားသာချက်ကအဓိကတော့စီစားနှုန်းတက်တာလေ 1.3 ဖြစ်တယ်အသစ်ဆိုင်လေးသုံးရတယ်ဒီဘတ်တာတို့ဘာလို့တော့မှာအခုချိန်ကဗျာကားကောင်းရင်အခုက900ကျော်1000စွန်းစွန်းအောင်ဖြစ်နေတယ်ဒါပေမဲ့ Yaris ကတော့သူ brand တစ်ခုတော့ရှိတယ်ဗျာယူရီးယားမှာဆိုအများကြီးသုံးတယ်ကျွန်တော်ဒီ Thai ဘတ်တွေပိုင်းမှာဆို Yaris ကဟို2025အထိကိုထွက်တယ်ပေါ့တောက်လျှောက်ထွက်တယ်တောက်လျှောက်သုံးတယ်အဲ့လိုပစ္စည်းလည်းပေါ်တယ်အဲ့လိုမျိုးပေါ့နော်ဒီမှာကတော့ခုနကျွန်တော်ပြောသလိုပေါ့ Dubai option တစ်ချက်ဖွင့်တဲ့အချိန်မှာဝင်လာတဲ့ကားတွေပေါ့နော်အဲ့တော့ဆက်ချင်းတွင်းလာတဲ့အချိန်မှာတော့အဲ့လိုအပူပစ္စည်းနဲ့ပတ်သက်တဲ့ error တွေတော့ရှိတယ်အခုနောက်ပိုင်းကတော့ဒီယူရီးယားဘက်ကနေအများကြီးဝင်တော့အဆင်ပြေတယ်ဒါပေမဲ့အားနည်းချက်ကတော့ဖွယ်ကြီးရှိတယ်ပေါ့ပါချင်းအရန်ပါတယ်ပေါ့တန်ပြားတွေပဲအသုံးပြုလာတာပါတယ်ပြီးသွားရင်အဓိကအပူပစ္စည်းနဲ့ပတ်သက်တဲ့ error ပေါ့အခုနောက်ပိုင်းတော့ပူပစ္စည်းကတွင်းလာလို့တော့ရပြီတော်တော်များများလည်းဝယ်လို့ရတယ်လို့ကြားတယ်ဒါပေမဲ့အဲ့ error လေးကြီးကတော့မရှိတော့ဆိုရင်တော့ကောင်းတာပေါ့နော်โอเคအခုလည်း Noah 1003ရလေရန်ကုန်မှာသုံးမယ်တဲ့တခါတရံရန်ကုန်မှာအသုံးများမယ်ပေါ့နော်တခါတရံခီးသွားမယ်ပြီးသွားရင်သူ့ရဲ့ဝယ်တင်လားပြီးရင်အင်ဂျင်ရဲ့အားသာချက်လေးလည်းပြောပြီးရင်မိသားစုသုံးဖို့ဖြစ်တယ်အခုချိန်အဖြူအောင်ဆိုပဲစီးလောက်ရှိတယ်ဒါလေးမေးထားတယ်โอเค Noah 1003ရသုံးတင်လားဆိုတော့သုံးလို့ကောင်းတယ်မျိုးရင်းအခုနပြောတဲ့မေခွန်ရဆိုမျိုးရင်းများများသုံးမယ် highway ကိုတခါတရံထွက်မယ်ဆိုရင်တော့တော်တော်လေးအသုံးပြုတင်တဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့သူက engine power 2.0 နဲ့လောက်1001ကနေပြီးတော့1003 ထိရရုပ်တရုပ်1456ဆိုရင်ရုပ်တရုပ်ပြောင်းသွားတယ်ပေါ့နော်โอเคအဲ့တော့ engine power 2.0 မှာတခါကျရင် grade မြင့် slide နှစ်ချက် motor ပါသွားတာတို့နောက်ဆုံး swag ပါသွားတာတို့အဲ့လိုမျိုးလေးနဲ့လာတယ်နော်ပြီးအတွင်းကအယောင်ပြောင်းတာတွေလည်းရှိအဲ့လိုမျိုးလေးလာတတ်တယ်ပေါ့ဒါရက်သိပ်ချွေချူးမဟုတ်ဘူးဒါပေမဲ့အသုံးပြုရတဲ့ engine ပိုင်းဆိုရင်မျိုးရင်းကိုပို့ပြီးသုံးမယ် highway တခါတရံထွက်မယ်ဆိုရင်တော့ဒီ Arafat တို့တခြားဟာ brand တွေပေါ့နော်အဓိကသူနဲ့သွားရှင်းစရာလည်းပါရှိ Arafat ရှိမယ်မဟုတ်ဘူးဆိုရင် Grand Star လည်းရှိမယ်အဲ့တော့ဒီ Noha နဲ့ဒီ3မျိုးနဲ့ပဲကျွန်တော်တို့အနီးကကျွန်တော်အုံနောက်ထဲအခုချက်ချင်းပေါ်တာဆိုဒါတွေရှိအဲ့3မျိုးနဲ့ရှင်းမယ်ဆိုစီစားလုံးကတော့ Noha အများကြီးသက်သာလိမ့်မယ်ဟိုထိုင်ရတာလည်းအတွင်းကအရင် Arafat တဲ့ကျင်းဝါမျိုးလည်းမဟုတ်ဘူးအရင်ကြီးနေရလည်းမဟုတ်ဘူးပေါ့နော်သူကအနည်းတော့ Arafat တဲ့နည်းနည်းလေးသေးတယ်နည်းနည်းလေးတိုမယ်ဒါပေမဲ့အထဲမှာလည်းဒီဥမာပေါ့အတွင်းအလဲ3ယောက်နောက်3ယောက်ကတော့ကောင်းကောင်းထိုင်လို့ရတယ်ကျွန်တော်တို့ဝါးတဲ့လူထွားကြိုက်တဲ့လူလည်းဟိုအနောက်ဆုံးမှထိုင်ရင်လည်းခေါင်းတွေပိုင်းလည်းလွတ်တယ်ဒူးတွေပိုင်းလည်းလွတ်တယ် Noha ပေါ့နော်အဲ့တော့ရွေးချယ်တင်လားဆိုရွေးချယ်တင်တယ်မဟုတ်ဘူးဓာတ်စီကားဝယ်ခြင်းနဲ့ဒီ1003လောက်ပဲနိုင်တယ်ဒါပေမဲ့ဒီလိုစီစားနှုန်းတက်တာလာဝယ်ခြင်းနဲ့ဆိုရင်တော့ Noha မျိုးကဝယ်တဲ့နောက်ပြီးတော့ Toyota ဖြစ်တဲ့ပုံမှာလူကြိုက်လည်းများတယ်မတင်းရှိတယ်အောက်ပိုင်းအောက်ထဲပို့ပြီးတောင်းတင်းရှိတယ်အဲ့တော့ဒီသူ့ရဲ့ 2.0 ဓာတ်စီ engine ကိုတော့ workshop ဆရာတော်တော်များလည်းနိုင်ရှိနော်โอเคအဲ့တော့အခုလိုမျိုးပဲကားနဲ့ပတ်သက်ပြီးတော့တိလို့ရမေးလို့ရမြန်လွန်များကိုအောင်လေးတရားပြီပါရောင်းမဲ့ဝယ်မယ်ဆိုရင်လည်းအောင်လေးတရားပြီပါ if for only be for balance